လိုင်မြို့နယ်မှာရှိတဲ့ခပောင်းကွန်ဒိုမှာ square feet 2400ကျယ်ဝန်းပြီးတော့ pre box ကအပြည့်အစုံနဲ့အဆင့်သစ်နေလို့ရမယ်ပြင်ဆင်ပြီးသားအခန်းလေးကိုရောင်းချပေးပါမယ်ဒီကွန်ဒိုမှာဖျားခန်း area ဆိုရင်လည်းတည်တံ့ပါတယ်အိတ်ခန်းကလည်း master 3ခန်းဖွဲ့ထားပြီးတော့အခန်းထဲကိုဝင်လိုက်ရုံနဲ့တဘာဝအလင်းရောင်အပြင်လေဝင်လေထွက်ရနိုင်မဲ့အိတ်ခန်းဖြစ်ပြီးတော့ pre box တွေလည်းထည့်ပေးထားပါတယ်ရေချိုးတဲ့နေရာမှာလည်းတန်ရှင်းနေအောင်လို့ shower box လေးတက်ဆင်ပေးထားပါတယ်ဒါကတော့ဒုတိယမြောက် master အခန်းလေးဖြစ်ပြီးတော့ furniture တွေလည်းပါမယ်အလေးအောင်ကောင်းကောင်းရပြီးတော့ city view ကိုလည်းအိတ်ခန်းတိုင်းကပိုင်ဆိုင်နိုင်မှာပါအိမ်ရှင်မတွေအကြိုက်တွေးစီမဲ့ဟင်းချက်ရဲ့အနံ့သက်စိတ်ပူစရာမလိုတဲ့ cabinet တွေအပြင် kitchen ကိုလည်းတီးတန့်ဖွဲ့ပေးထားတာကိုတွေ့ရပါတယ်ဘေးကရက်မှာ maid room သို့မဟုတ် store room ထားနိုင်မဲ့ area အပြင် common toilet လည်းတစ်ခန်းပါပါတယ်ဒီလိုအချက်ချကြပြီးတော့အဆင်သစ်နေလို့ရမဲ့ကွန်ဒိုအခန်းကို14500ညှိနှိုင်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ကားပါကင်ပါပြီးတော့လက်ရှိလိုင်မြို့နယ်မှာတော့ဒီလိုဈေးနှုန်းနဲ့ပြန်ရမယ့်အကျယ်ကိုရှင်းကြည့်ရမယ်ဆိုရင်ဒီလိုအခွင့်အရေးရဖို့ဆိုတာမလွယ်ကူတဲ့အတွက်ဒီအခန်းလေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့ဖုန်းကနေတစ်ဆင့်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်